ဟိုတင်းတော့ဖလားမရသေးပေမဲ့ PSG တော့ဖလားရခဲ့ပြီးဇွန်လ၁ရက်နေ့မနက်ခင်းတစ်ခုကတော့အသစ်ဆိုတဲ့အရာတစ်ခုကိုပြင်သစ်ကလပ် PSG တို့ပိုင်ဆိုင်ခဲ့လေပြီအသစ်ဆိုမှတကယ်ကိုအသေးကြီးပါဒါကဘာလဲဆိုရင် PSG တို့ချန်ပီယံလိစူပလာကြီးကိုကင်မြောက်နိုင်ခဲ့ခြင်းကိုဆိုလိုတာပါ PSG ဆိုတာပြည်တွင်းစူပလာအားလုံးကိုတင်ကျုံရယူထားနိုင်ပေမဲ့ချန်ပီယံလိဆိုတာကိုတစ်ချိန်မှရယူနိုင်ခြင်းမရှိခဲ့တာပါငွေကြီးတနာအရာကျွေးဝမှုနဲ့တူမက်ဆီဘာပေနေမာတို့လိုတိုက်စစ်ကိုဖန်တီးခဲ့တာတော့မှချန်ပီယံလိစူပလာကိုစုခိုးနိုင်ခဲ့ခြင်းမရှိပါဘူးအနည်းဆက်ဆုံးပြောရမယ်ဆိုရင်2020ခုနှစ်ကဘိုလူပွဲကိုတစ်ချိန်တက်ရောက်နိုင်ခဲ့ပြီးဘိုင်ယန်မြူနစ်ကိုရင်းနှီးခဲ့လို့ဒုတိယဆုနဲ့ပဲကျင်းနေခဲ့ရပါတယ်။ဒါပေမဲ့လည်းနီးပြလူဝဲအန်ဒရီရောက်ရှိလာတဲ့ချိန်မှာအသင်းရဲ့ချိန်ခွေရှာဟာတိတိတတ်တာပြောင်းလဲသွားခဲ့ပြီးရုပ်ကြီးဆိုသလို PSG တို့နေရီကန်တွေကိုကန်ချခံရတယ်လို့ကို PSG အသင်းဟာအရင်နီးပြရဲ့လက်ထဲကတည်းကပို့ပြီးတော့ကောင်းမွန်လာခဲ့ပါတယ်။ဒန်ဘီလီလိုဒန်ယာခဏခဏရလွန်လို့ဇိမ်ရအုပ်ကြီးလိုအမီတွင်ခဲ့သူကိုတော့မှတရားသီတွင်သွင်းကို30ထက်သွင်းနိုင်အောင်လှုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ဒန်ဘီလီအတွက်တရားသီခြေစွမ်းပိုင်းဟာသူ့ရဲ့ကစားသမားဘဝရောအကောင်ဆုံးဆွဲပြသနိုင်ခဲ့တဲ့နှစ်လိုပဲဆိုရမှာပါ။ဒါပြင်မတင်မရှာလူငယ်ကစားသမားလေးဒူရေးဆိုသူကိုရင်းနှီးဘောလုံးကပါမှာလူတီအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပြီးဒါရီယာနီးပြလူဝဲအန်ဒရီရဲ့အရေးချင်းတွေလိုပဲဆိုနိုင်ပါတယ်။အသင်းကိုရောက်ရှိခဲ့တဲ့နှစ်အတွင်းမှာစူပလာမပြတ်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးပထမရာသီဖြစ်တဲ့2023-24ဘောလုံးရာသီမှာလီဂူဝမ်နဲ့ပြည်တွင်းရှုံးထွက်စူပလာတွေပါဝင်စူပလာ3လုံးထိရယူပေးနိုင်ခဲ့ပြီးဒီရာသီမှာလည်းလီဂူဝမ်နဲ့ချန်ပီယံလိပါဝင်စူပလာ၄လုံးရယူပေးနိုင်ခဲ့ပါတယ်။ဒီထဲမှာထီကျူးဖို့အကောင်းဆုံးအနေထားကတော့ဘယ်နည်းပြမှလှုပ်ဆောင်ပေးနိုင်ခြင်းမရှိခဲ့တဲ့ချန်ပီယံလိစူပလာကိုပထမဆုံးချိန်ရယူနိုင်ခဲ့ခြင်းမျိုးပါပဲ။ဒီဆောက်ဆဲပြင်ဆင်ဆဲအခြေအနေတွေနဲ့အတူဟိုအသင်းတော်မှာချန်ပီယံလိမရသေးတဲ့အခြေအနေတွေကို PSG တို့ချန်ပီယံလိဆိုတာဘာလဲလို့သိရအောင်လူဝစ်အန်ရီတို့စွမ်းဆောင်နိုင်ခဲ့လေပြီ။ဒါပြင်ထူးခြားချက်တစ်ခုကတော့လူဝစ်အန်ရီအနေနဲ့ PSG အသင်းကိုချန်ပီယံလိစူပလာစုခိုးပေးနိုင်ခဲ့မှုဟာခန့်စစ်ကောင်းပါလေဆိုတဲ့အင်တာမီလန်အသင်းကို9ဂိုးပြတ်နဲ့အနိုင်ရခဲ့တာပါ။ချန်ပီယံလိသမိုင်းတစ်လျှောက်ဘိုလူပွဲစဉ်မှာဂိုးပြတ်စော်နိုင်ပွဲတစ်ပွဲကို1993-94ဘောလုံးရာသီကAC မီလန်အသင်းကဘာစီလိုနာအသင်းကို၄ဂိုးပြတ်အနိုင်ရကချန်ပီယံဖြစ်ခဲ့ပူပါတယ်။အဲဒီနောက်ပိုင်းမှာတော့ချန်ပီယံလိဘိုလူပွဲစဉ်မှာ AC မီလန်တပ်ဂိုးပြတ်စော်နိုင်ပွဲရရှိခဲ့တဲ့အသင်းထွက်ပေါ်ခြင်းမရှိခဲ့ပဲနှစ်ပေါင်း32နှစ်ကြာပြီးဖြစ်တဲ့လက်ရှိ2024-25ဘောလုံးရာသီမှာဒီအချိန်ကိုချိုးဖြတ်ကစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ဒါပြင်နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဘိုင်ယန်မြူနစ်နဲ့အလီယန်အရီနာကွင်းမှာကျင်းပတဲ့ဘိုလူပွဲစဉ်တွေကချန်ပီယံသစ်ထွက်ပေါ်လေးရှိခဲ့ပြီးတော့အခုဆိုရင်တော့PSG အသင်းဟာလည်းဒီစံချိန်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။နီးပြလူဝင်အန်ဒရီအနေနဲ့ချန်ပီယံလိစူပလာကိုဘာစီလိုနာအသင်းနဲ့တစ်ချိန် PSG အသင်းနဲ့တစ်ချိန်ရယူနိုင်ခဲ့ပြီးဒီတစ်ချိန်ဖြစ်တဲ့ PSG အသင်းနဲ့ရရှိခဲ့တာကတော့ပို့ပြီးတော့ချုံမင်းနဲ့စူပလာလို့ဆိုနိုင်ပြီးတော့ဘာစီလိုနာအသင်းမှာတော့ကမက်ဆီနေမာစရက်စ်တို့ရဲ့စွမ်းဆောင်ရည်တွေရရှိခဲ့ခြင်းမျိုးပါပဲ။လက်ရှိ PSG မှာတော့ဒိုးတယောက်ကောင်စွမ်းဆောင်ရည်မျိုးထက်အသင်းလိုက်စွမ်းဆောင်ရည်နဲ့တူ PSG အသင်းကချန်ပီယံဖြစ်ခဲ့ပါတယ်။ PSG အသင်းဟာနီးပြပြောင်းလဲများစွာပြုလုပ်ပြီးတော့သူတို့လိုရှိတဲ့ချန်ပီယံလိစူပလာကိုစုခိုးနိုင်ဖို့အတွက်လှုပ်တင်လှုပ်ထိုက်တဲ့အရာအလုံးကိုပြောင်းလဲလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနီးပြတဲ့ဟာပြည်တွင်းမှာဘရင်ဖြစ်အောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပြီးဥရောပမှာတော့ဘရင်ဖြစ်အောင်လှုပ်ဆောင်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပဲနဲ့အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ဒုတိယဆုကိုသာစုခိုးပေးနိုင်ခဲ့ပါတယ်။ဒီလိုနေထားတွေကိုတော့လူဝဲအန်တွေကအသင်းကိုရောက်ရှိခဲ့တဲ့နှစ်တာအတွင်းမှာလှုပ်ဆောင်ပေးနေခဲ့ပါတယ်။ဒါပြင်ဒီရာသီမှာ PSG အသင်းအနေနဲ့ချန်ပီယံလိစူပလာကိုစုခိုးနိုင်ခဲ့တဲ့အနေထားကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်အင်္ဂလန်ကလပ်တွေဖြစ်ကြတဲ့မန်စီးတီး၊လီဗာပူး၊အာဆနယ်နဲ့ဗီလာအသင်းတွေကိုအနိုင်ယူကျော်ဖြတ်နိုင်ခဲ့တယ်လို့ကစားရခက်ခဲပါတယ်ဆိုတဲ့လီဗာပူးရဲ့အန်ဖီးကွင်းမှာအင်ရှင်ကိုကျော်ဖြတ်အနိုင်ယူခဲ့တာပါ။ဒါရီယာ PSG အသင်းအနေနဲ့ချန်ပီယံလိစူပလာကိုရထိုက်တဲ့စွမ်းဆောင်ရည်တွေကိုပြသခဲ့ခြင်းဖြစ်ပြီးတကယ်ကိုချန်ပီယံလိစူပလာနဲ့ထိုက်တန်ခဲ့တာပါ။ PSG အသင်းဟာချန်ပီယံလိစူပလာကို24သိန်းမြောက်စုခိုးနိုင်ခဲ့တဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပြီးပြင်သစ်ကလပ်တွေထဲမှာတော့မာဆေးအသင်းပြီးတဲ့နောက်မှာတော့ဒုတိယချန်ပီယံလိစူပလာကင်မြောက်ခွင့်ရခဲ့တဲ့အသင်းပါပဲ။ဒါရီကတော့ PSG အသင်းချန်ပီယံလိစူပလာကိုစုခိုးနိုင်ခဲ့ခြင်းအကြောင်းတွေကိုပရိသတ်တွေအတွက်တင်ဆက်ပေးခဲ့တာပါ။